အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပြုလုပ်မယ့်အရာလေးကတော့ရိုးရှင်းလွယ်ကူစွာမိငိမ့်နီးပေါ့နော်ဒီနည်းကိုကျွန်တော်လုပ်မယ်နဲ့ကျွန်တော်မလုပ်ဖြစ်ဘဲနဲ့မေ့နေတာဗျတစ်ချိန်တုန်းကကျွန်တော်တော့ရတခုကိုတလေတုန်းကလေတော့ထဲမှာဆိုတော့လေကျွန်တော်တို့ပါလာတဲ့ဟင်းလေးကအေးနေတာပေါ့နော်အေးနေတော့ကျွန်တော်ကဒီဟင်းရည်လေးကလို့ဟိုနွေးလိုက်ရရင်တိတ်ကောင်းပါပဲဆိုတော့တကယ်ချင်းကနွေးမယ်လေတဲ့အဲ့ဒါနဲ့ကျွန်တော်ကဟင်းနွေးဖို့အတွက်ကျွန်တော်အိုးလိုက်ရှာတာပေါ့နော်အိုးမှမရှိတာလို့ပြောတော့အိုးမလို့ဘူးလေတဲ့ဒီမှာလည်းနွေးပြမယ်ဆိုပြီးတော့ကျွန်တော်ဒီခင်းမီးနဲ့ချိုအိတ်ကိုပဲဒီမီးပေါ်တင်ပြီးတော့နွေးပြတာဗျအဲ့ဒါတကယ်နွေးတာနော်နွေးတယ်မကောက်ပရိုတိုပူတာဗျအဲ့ဒီနီးလေးကိုတတိယပြီးတော့မီးငိမ့်တန်နီးလေးကိုစမ်းသပ်ကြည့်ရအောင်နော်ကဲဟိုဒီမှာချိုအိတ်လေးကိုရေထည့်လိုက်ပါပြီနော်မနော်ဒီလိုမျိုးတော့မြင်နေတဲ့နော်ညီရဲနေမယ်နော်ဟိုဒီချိုအိတ်လေးကိုဒီလေးထည့်လိုက်မယ်နော်ညီငိမ့်လိုက်ဆိုတော့စမ်းသပ်ကြည့်ရအောင်အဲ့ဒါနော်ဒီလိုတည်တယ်လို့ချိုအိတ်ကဘာမှဖြစ်တော့နော်โอเคပါအခုဆိုကျွန်တော်ဒီလီပေါက်လည်းမပိတ်ထားသေးဘူးเนาะအခုဒီမှာဆိုရင်ဒီတော့မှနည်းနည်းနှွေးလာပြီပေါ့နော်အခုရေယူချလာတယ်လည်းမတွေ့ဘူးเนาะအဲ့တော့အခုကျွန်တော်ဒီလီဝင်ပေါက်လေးကိုပိတ်လိုက်မယ်ဝါနော်အချိန်နဲ့ငယ်ထားပြီးတော့စောင့်ကြည့်လိုက်မယ်เนาะမိတကယ်ငြိမ်ပေါ့เนาะတမလေးကြော်လေးရှိလာပါပြီရေတွေကမှနွေးလာပါတယ်နော်မနွေးတယ်မကောက်ပူပါတယ်ခင်ဗျာအဲ့တော့ရေပူချိန်ဘယ်လောက်ရှိလာလဲဆိုတာကိုကျွန်တော်မှဒီပူချိန်တိုင်းတဲ့မီတာလေးရှိလို့စမ်းသပ်ကြည့်နေနော်အပူချိန်က80လောက်ကျော်ပါခင်ဗျာโอ้ကျွတ်ရပေါက်ထတော့ပါပြီဒါရည်ထီတဲ့ပိုင်းမနော်ဒါရည်ထီတဲ့ပိုင်းရည်ထီတဲ့ပိုင်းนี่ကြည့်မယ်တကယ်ငိမ့်ပါလေဗျတကယ်ငိမ့်နေမှာငိမ့်ပါတယ်ရည်ထီတဲ့အပိုင်းမှာဒါတော့ရည်ထီလို့ငိမ့်တယ်လို့ပဲသတ်မှတ်လိုက်မှာပေါ့နော်ပေါက်ထတော့တဲ့ကြောင့်မို့ဒီမှာချုံနေဖြစ်နေလို့လားမသိတော့ကျွတ်ပေါက်သွားတယ်ဟုတ်တယ်ဒီလေးမှာဒီမှာဆိုရင်အပူလောင်ကျုံသွားတာပေါ့နော်ဒီမှာကျုံသွားတယ်ဒီမှာအပူလောင်ကျုံနေဒီမှာလည်းအပူလောင်ပြီးတော့ကျုံသွားတယ်နော်ဒီအောက်သားလေးဒီအသားလေးဒီအောက်ကလေဟာမိုက်လေဒီမှာကျတော့မလောင်ဘူးဒီမှာသူ့ရဲ့အသားလေးရှိတယ်အပူလောင်လေးကျုံနေအပူလောင်ကျုံနေစင်တော့ပြေပါတယ်ဟိုတစ်ခါသုံးလို့ပဲပြောရမလားတော့မသိဘူးနော်တစ်ခါသုံးညီငိမ့်ကန်ညီပါနော်ဒီနေ့စံတက်တဲ့ဟာဒီကတော့အဆင်ပြေတယ်လို့ပဲပြောရမလားမသိဘူးပေါ့နော်ကျွန်တော်တို့တကယ်လို့မီးငိမ့်မယ်ဆိုရင်တခြားမီးငိမ့်ဥက္ကကျွန်တော်တို့ယူပြီးတော့တုံးချင်းကောက်ထည့်နေရတာလေအချိန်အများကြီးကြာတော့ပေါ့နော်အခုဆိုရင်ဒီကျွတ်အိတ်ရဲ့ရေရဲ့နဲ့အဆင်ပြေစွာမီးငိမ့်တက်နိုင်တဲ့ကိုတွေ့ရပါတယ်နော်ဟုတ်ကဲ့ပါအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်